များကြီးမပြောတော့ပါဘူးတချင်းလေးတစ်ပုတ်ဟုတ်ဒါလေးကိုဟဲ့လားကျွန်တော်ကောင်းလွန်းတဲ့တချင်းလေးပါဟုတ်ကဲ့တုန်းကအင်မတန်မှကောင်းခဲ့တဲ့တချင်းလေးကိုကျွန်တော်ရဲ့ဦးကြီးကကျွန်တော်ကိုတချင်းလေးဗလာဆိုင်ရဲ့အရသာပေါ်လွန်အောင်လို့ဖန်တီးပေးထားတဲ့တချင်းလေးပေါ့ဗျာဟုတ်ဒီတချင်းအတီးပိုင်းနဲ့အရင်စကြည့်ရေခင်အောင်မွေးပွဲတချင်းလေးနောက်ဆက်ကြည့်အောင်ယူဆိုင်ရှေ့ပိုင်းနဲ့မတူတော့ဘူးနော်မတူဘူးနောက်ပိုင်းကသိကောင်းတာအဖို့တော့ဒါယူဆိုင်ပဲကဲတချင်းတီးလို့ကောင်းတယ်နော်ကောင်းတာပေါ့ဗျာတီးချက်တီးလက်ကောင်းအောင်ကျွန်တော်ကိုဖန်တီးပေးတဲ့ကျွန်တော်ရဲ့ဦးကြီးဆရာကကြောက်ပတောင်းမျိုးဖိတ်ခေါ်တဲ့ဦးစိန်မြင့်ထေဟဲ့လားဟုတ်တယ်နော်အဲ့တော့ကျွန်တော်ဦးကြီးကဒီတချင်းလေးကောင်းလွန်းလို့ကျွန်တော်ကိုဖန်တီးပေးထားတာဖြစ်ပါတယ်လက်စကဖန်တီးပေးထားတာတစ်ခါတော့တီးကြည့်မယ်နော်အတီးပိုက်ကလေးအတီးပိုက်နော်မောင်မညာဘူးရွယ်စုသူရဲ့ဒီတွေမှာအခါကောင်းရဲ့တောင်းယူပါမယ်အမေကိုလည်းပြောထားတဲ့ဆွေမျိုးတွေလည်းသိနေပြီခွဲအိမ်မှုလုံးနဲ့လုံးမငယ်စိတ်တိုက်ကြဖြစ်စေမယ်ကွယ်မိုးကိုလည်းညှို့ထိုးလို့မောင်ပြောမယ်ချစ်ပါကွယ်ရုံမမင်းကလေးမောင်မညာဘူးရွယ်စုသူရဲ့ဒီတွေမှာအခါကောင်းရဲ့တောင်းယူပါမယ်အမေကိုလည်းပြောထားတဲ့ဆွေမျိုးတွေလည်းသိနေပြီခွဲအိမ်မှုလုံးနဲ့လုံးမငယ်စိတ်တိုင်းကြဖြစ်စေမယ်ခွဲမိုးကိုလည်းညှို့ထိုးလို့မောင်ပြောမယ်ချစ်ပါခွဲရုံမအိမ်ကလေးအများကြီးလည်းမပြောတော့မပြောပါနဲ့ဒါလေးကိုဟလာဗလာဆိုင်ရဲ့တီးချက်တီးလက်ကိုပေါ်လွန်အောင်လို့ကျွန်တော်ရဲ့ဦးကြီးကဒီလိုလေးတင်ပြထားပါတယ်ခင်ဗျာချပါနော်ကြကြည့်အောင်ဆိုင်မှုဆိုင်ခံလေး
မောင်မညာဘူးရွယ်စုသူရဲ့ဒီတွေမှာအခါကောင်းရင်တောင်းယူပါမယ်အမေကိုလည်းပြောထားတယ်ဆွေမျိုးတွေလည်းသိနေပြီကွယ်အိမ်မှုလုံးနဲ့လုံးမငယ်စိတ်တိုင်းချဖြစ်စေမယ်ကွယ်မိုးကိုလည်းညှို့ထိုးလို့မောင်ပြောမယ်ချစ်ပါကွယ်ရှုံပါမိတ်ကလေး မောင်မညာဘူးရွယ်စုရဲ့ဒီတွေမှာအခါကောင်းရင်တောင်းယူပါမယ်အမေကိုလည်းပြောထားတယ်ဆွေမျိုးတွေလည်းသိနေပြီကွယ်အိမ်မှုလုံးနဲ့လုံးမငယ်စိတ်တိုင်းချဖြစ်စေမယ်ကွယ်မိုးကိုလည်းညှို့ထိုးလို့မောင်ပြောမယ်ချစ်ပါကွယ်ရှုံမမိတ်ကလေးဒါလေးကဒုတိယပိုင်းလေးပါနော်ဘာလဲပထမပိုင်းပထမပိုင်းတီးကျင်စောနေဟဲ့လားအဲ့တော့ဒုတိယပိုင်းလေးကလည်းပူကောင်းသေးတယ်နော်ဟုတ်ပြီဒုတိယပိုင်းလေးကိုလည်းတီးချက်ထဲကလည်းအရင်သွားကြည့်လိုက်နော်ကြားရအောင်ဗျာတီးကြအောင်အစိုးလေးလားခရုခွေရှက်ပြုံးလေးနဲ့မရေတရကြီးကရှက်သွေးဆိုရဲ့ရှက်သွေးဆိုရဲ့အလူမတူတွေ့ကြတော့မောက်မခေါ်နဲ့ခွေခရုခွေရှက်ပြုံးလေးနဲ့မရေတရကြီးကရှက်သွေးဆိုရဲ့ရှက်သွေးဆိုရဲ့အလူမတူတွေ့ကြတော့မောက်မခေါ်နဲ့ခွေလူကြီးတွေနာကအခွင့်အရေးမလွေနေကြပဲလို့မြေမောက်မျက်နှာပဲချစ်နေခြင်းသူရဲ့ကြိုးစားထားပါတယ်ကွယ်ဒီနှစ်တော့ပြီးရမယ်အချီရဲ့ခရုခွေရှက်ပြုံးလေးနဲ့မရေတရေကြီးကရှက်သွေးဆိုတဲ့ရှက်သွေးဆိုသူရဲ့အလူမတူတွေ့ကြတော့မောက်မခေါ်နဲ့ခွေခရုခွေရှက်ပြုံးလေးနဲ့မရေတရေကြီးကရှက်သွေးဆိုတဲ့ရှက်သွေးဆိုသူရဲ့အလူမတူတွေ့ကြတော့မောက်မခေါ်နဲ့ခွေလူကြီးတွေအနာကအခွင့်အရေးမလွေနေကြပဲလို့အမြင်မောက်မျက်နှာပဲချစ်နေခြင်းသူရဲ့ကြိုးစားထားပါလေကွယ်ဒီနှစ်တော့ပြီးရမယ်အချီအင်မတန်မှကောင်းတယ်နော်ကောင်းပါအချင်းကတစ်ပိုက်နဲ့တစ်ပိုက်ဟလားမတူပါဘူးခင်ဗျာဒီဘိုင်းနဲ့တွေ့မယ်မတူဘူးဟုတ်တယ်မောင်ကြီးကြိုးစားပါမယ်တဲ့ဒီနှစ်တော့မင်းနဲ့ကိုနဲ့နီးဖို့အတွက်မောင်ကြီးကြိုးစားပြီးတော့လုပ်ပါမယ်ဒါကိုပြောချင်နေဖြစ်ပါတယ်နော်အဲ့တော့ဒါလေးကောင်းလို့ပါဒုတိယပိုက်
ခရုခွေခွေရှက်ပြုံးလေးနဲ့မရင်တရေကြီးကဒီလိုလာတယ်ဗျ လှုပ်ဆမ်းပါအောင် ဟာကောင်းတယ်ဗျာအားပြီနောက်တစ်မျိုး ခရုခွေခွေရှက်ပြုံးလေးနဲ့မရင်တရေကြီးကရှက်သွေးဆိုတယ်ရှက်သွေးဆိုသူရဲ့အလူမတူတွေ့ကြတော့မောက်ဘောမခေါ်နဲ့ခွေခရုခွေခွေရှက်ပြုံးလေးနဲ့မရင်တရေကြီးကရှက်သွေးဆိုတယ်ရှက်သွေးဆိုသူရဲ့အလူမတူတွေ့ကြတော့မောက်ဘောမခေါ်နဲ့ခွေလူကြီးတွေအနာကအခွင့်အရေးမလွယ်နေကြပါလို့မြင်ရင်မောက်မျက်နှာပဲကြည့်နေခြင်းသူရဲ့ကြိုးစားထားပါလေကွယ်ဒီနှစ်တော့နေရမယ်ချီရဲ့ခရုခွေဝေရှက်ပြုံးလေးနဲ့မရင်တရေကြီးကရှက်သွေးဆိုတယ်ရှက်သွေးဆိုသူရဲ့လူမတူတွေ့ကြတော့မောက်မခေါ်နဲ့ခွေခရုခွေဝေရှက်ပြုံးလေးနဲ့မရင်တရေကြီးကရှက်သွေးဆိုတယ်ရှက်သွေးဆိုသူရဲ့လူမတူတွေ့ကြတော့မောက်မခေါ်နဲ့ခွေလူကြီးတွေနာကအခွင့်အရေးမလွယ်နေကြပါလို့မြေမောက်မျက်နှာပဲကြည့်နေခြင်းသူရဲ့ကြိုးစားထားပါလေကွယ်ဒီနှစ်တော့နေရမယ်အချီရဲ့ဒါလေးကဒုတိယပိုင်းနော် ဒုတိယပိုင်း အဲ့တော့တတိယပိုင်းလေးကိုဒီလိုလေးတိကြည့်ရအောင်ကိုကြီးဒီထက်ကစိုက်ပတ်မစင်လေးနဲ့ဒါလေးကတတိယဘိုက်ဗါတဲ့တော့တတိယဘိုက်နော်အဲ့တော့ဖိဖိလေးလေးပြင်းပြင်းစင်စင်အပိုက်ပေါ့နော်ဒါလေးကိုအကိုကြီးတစ်ခေါက်လောက်ထပ်ချကြည့်မယ်နော်နစ်ကလေးချပဲကြတော့ဘယ်လိုလေးလာလဲမှတ်တော့ ဘယ်လိုလေးလာပါလိမ့် ဒီလိုလေးလာတယ်ဗျာ နားထောင်ရအောင်ဗျာဘီဘီလေးပြည့်ပြည့်စင်စင်တွေ့လိုက်ရ
ရင်မောင်ရင်ဖို့တယ်သူများတွေအလားချီမှမောင်မချိုက်ပါဘူးပဲကိုပဲအလားချီမယ်မောင်ပဲအလားချီမယ်မဟာသမုဒ္ဒရာမြစ်တာနိုင်ပြရင်ချစ်တဲ့သူချမ်းမြေတုံးရီတို့လောက်ပဲရှိတယ်ဒီလိုပြောတာဘုရားကွယ်မောင်ဒီလိုပြောတာဘုရားကွယ်မြစ်တာထားတဲ့သူရဲ့ရှင်နာသနာမင်းမောင်ရင်ဖို့တယ်သူများတွေလှချီမှမောင်မချိုက်ပါဘူးပဲကိုပဲလှချီမယ်မောင်ပဲအလှချီမယ်မဟာသမုဒ္ဒရာမြစ်တာနိုင်ပြရင်ချစ်တဲ့သူချမ်းမြေကတုံးရည်တွေလောက်ပဲရှိတယ်ဒီလိုပြောတာဘုရားကိုမောင်ဒီလိုပြောတာဘုရားကိုမြစ်တာထားတဲ့လူကျင်လာတနာမိရဲ့ကောင်းလို့ဒီအပိုက်လေးကိုလေကျွန်တော်ရဲ့ကိုကြီးကိုတန်းစောနှစ်ကလေးဟလားဒီလိုလေး3ပါးလောက်ခေါ်ကြည့်ချတယ်ချနောက်ပိုင်းဆိုတော့နောက်ပိုင်းနဲ့ပတ်သက်လာပြီမောင်ရင်ဖို့တယ်သူများတွေအလှချီမှမောင်မချိုက်ပါဘူးပဲကိုပဲအလှချီမယ်မောင်ပဲအလှချီမယ်မဟာသမုဒ္ဒရာမြစ်တာနိုင်ပြရင်ချစ်တဲ့သူချမ်းမြေတုံးရည်တို့လောက်ပဲရှိတယ်ဒီလိုပြောတာဘုရားကိုမောင်ဒီလိုပြောတာဘုရားကိုမြစ်တာထားတဲ့သူရဲ့စင်နာတနာမှုမောင်ရင်ဖို့တယ်သူများတွေလှချီမှမောင်မချိုက်ပါဘူးပဲကိုပဲလှချီမယ်မောင်ပဲလှချီမယ်မဟာသမုဒ္ဒရာမြစ်တာနိုင်ပြရင်ချစ်တဲ့သူချမ်းမြေတုံးရည်တွဲလောက်ပဲရှိမယ်ဒီလိုပြောတာဘုရားကမောင်ဒီလိုပြောတာဘုရားကမြစ်တာထားတဲ့သူကျင်နာတနာကဲဟုတ်ပြီနော်နောက်ဆုံးပိုက်ဗါတဲ့နောက်ဆုံးပိုက်ကဗါတဲ့ကိုဗါတဲ့တွေ့ရရင်ရင်မအေးတဲ့မတွေ့ရရင်တော့မနေနိုင်ဘူးကွယ်ဟောဒီအပိုက်ကိုじゃဘယ်လိုတီးတယ်မှတ်တော့ဒီလိုတီးပါတယ်ခင်ဗျာ
အေးတယ်မတွေ့ရရင်တော့မနေနိုင်ဘူးခွေချစ်တဲ့သူအိမ်အနာကိုမရောက်မလဲမောင်းသွားခဲ့တယ်လူတိမလေးဆိုပါတယ်အိုးတွေ့ရရင်မအေးတယ်မတွေ့ရရင်တော့မနေနိုင်ဘူးခွေချစ်တဲ့သူအိမ်အနာကိုမရောက်မလဲမောင်းသွားခဲ့တယ်လူတိမလေးဆိုပါတယ်လက်ရပြလို့ချစ်ကြိုးတွေတီးတဲ့ပေးလို့ချစ်ကြိုးတွေလာမင်းကြီးကိုဝေးကကြည့်လို့ချစ်ရတယ်လို့ပဲကွယ်ဒီလိုနေကြတဲ့ခါဒီကြောင့်ပြောကချင်လို့မယ်အခုတော့ချစ်တဲ့သူရဲ့အလူမတွေ့ရင်မောက်ဖို့မခေါ်နဲ့ဝေးကတို့ဝေးရမှာဗျဟုတ်တော့ပါအပတ်တီးလို့အရေးချင်းဟုတ်ပါမတွေ့ရရင်တော့မနေနိုင်ဘူးခွေချစ်တဲ့သူအိမ်အနာကိုမရောက်မလဲမောင်းသွားခဲ့တယ်လူတိမလေးဆိုပါတယ်အိုးတွေ့ရရင်မအေးတယ်မတွေ့ရရင်တော့မနေနိုင်ဘူးခွေချစ်တဲ့သူအိမ်အနာကိုမရောက်မလဲမောင်းသွားခဲ့တယ်လူတိမလေးဆိုပါတယ်လက်ရပြလို့ချစ်ကြိုးတွေတီးတဲ့ပေးလို့ချစ်ကြိုးတွေလာမင်းကြီးကိုဝေးကချီလို့ချစ်ရတယ်လို့ပဲခွေအတူတူနေကြတဲ့ခါဒီကြောင့်ပြောနေကြည့်လို့မယ်အခုတော့ချစ်တဲ့သူရဲ့အလိုမှတွေ့ရင်မောက်ဖို့မခေါ်နဲ့ဝေးကောင်းလိုက်တာကိုကြီးရဲ့ဗျာတွေ့ရရင်မအေးတယ်မတွေ့ရရင်တော့မနေနိုင်ဘူးပဲနေနိုင်ပါဘူးကောင်းလို့နော်ချစ်တာကိုတဲ့ဟုတ်တယ်ဟောတွေ့ရရင်တော့ရင်မအေးတယ်မတွေ့ရရင် तू မနေနိုင်ပါဘူးဗျာဟုတ်လားအကိုကိုနေနေပြောကြပါနော်ဟုတ်တယ်ချစ်တဲ့သူအိမ်နာကိုမရောက်မလဲမောင်းသွားခဲ့တယ်လူပြိုသွားပတ်တာပေါ့နော်လူတိမလေးဆိုပါတယ်ရှက်တာပေါ့သူကအိမ်သားကိုလည်းတွားချင်တယ်လူတိမှလည်းပဲကြောက်တယ်အဲ့တော့ဘယ်လိုလုပ်နော်ဟုတ်ပါဒီခေတ်တည်းကဒီလိုဟီရီဥတ္တပါတရားရှိခဲ့တာရှက်ကြတာကြောက်ကြတာပေါ့ဟုတ်တယ်နော်ဟုတ်ဒီခေတ်ကတော့အိမ်ရှိသွားပြီးဝန်တိုင်းသွားပြီးဂီတာတီးဖို့လည်းဝင်မလေးပါဘူးဟုတ်တယ်ဟုတ်တယ်နော်ဟုတ်ပါဒီသဘောလေးပါပဲခင်ဗျာချစ်တဲ့သူအိမ်သားကိုမရောက်မလဲမောင်းသွားခဲ့တယ်လူတိမှလည်းဆိုပါလေလက်ရိပ်ပြလို့ချစ်ချိုးတွေဟုတ်လားဟုတ်ကိုယ့်ရဲ့ကောင်မလေးကိုတွေ့တော့လက်လေးပဲပြနိုင်တယ်ဟုတ်တယ်သွားပြီးတော့မတွေ့နိုင်ဘူးအောင်ပွားမိပါနော်ဟုတ်တယ်လက်ရည်ပြလို့ချစ်ကြိုးတွေတီးတဲ့ပေးလို့ချစ်ကြိုးတွေလာမင်းကြီးကိုဝေးကချီလို့ချစ်ရတယ်လို့ပဲကွယ်ခံစားချက်မင်းကိုချစ်ရတဲ့ချစ်ကလေလာမင်းကြီးကိုဝေးရကြည့်ပြီးတော့ချစ်ရတဲ့ချစ်မျိုးပါဒီမှန်ပြီးချစ်နေရတာမမီနိုင်တဲ့ပန်းကလေးကိုတုံးခုပြီးလှမ်းတဲ့ပုံစံမျိုးပေါ့ဗျာဟုတ်တယ်နော်ဟုတ်တယ်လာမင်းကြီးကိုဝေးကချစ်လို့ချစ်ရတယ်လို့ပဲခွေအတူတူနေကြတဲ့ခါဒီအကြောင်းပြောကကြည်နူးမယ်သိကောင်းတဲ့သရှင်ကိုရီအတူတူယူပြီးကကြမှာကိုရီလက်ထက်ပြီးကကြမှာမင်းကိုမိသားဖသားပြီးပြီးမင်းရဲ့မိဘတွေရှိမှတောင်းရန်ပြီးမှတဲ့ကိုတို့အတူတူနေကြကမှာဒီအကြောင်းအရာဒီအမတ်တရားလေးတွေကိုအတူတူပြောပြီးတော့ကြည်နူးကြမယ်ဟုတ်တယ်နော်ပြောပြီးကြည်နူးကြမှာဟုတ်တယ်နော်ဒီသဘောပါအဲ့တော့အခုတော့ချစ်တဲ့သူရဲ့အလူမှာတွေ့ရင်မောက်ကိုမခေါ်နဲ့ခွေ
တူတူနေကြတဲ့ခါမှာပဲကြည်နူးမယ်အခုကတော့ချစ်တဲ့သူကြီးခဏတော့စောင့်ပါဦးအလူမှာတွေ့ရင်လည်းမင်းပေါင်ကိုမခေါ်ပါနဲ့မင်းရဲ့တိတ်ခါလေးကျသွားလိမ့်မယ် အတိုင်းဝိုင်းရှိသေးတာဟုတ် ဟုတ်တယ်နော်ဒီဘောကိုပြောကြခြင်းဖြစ်ပါတယ်အိမ်မတမကောင်းလို့ပါခင်ဗျာဒီလိုလေးလာပါခင်ဗျာ လက်ဆွမ်းပြလဲပါရအောင်အမျိုးမျိုးဖန်တီးထားတယ်တောင်ပြောင်းဖိတ်ခေါ်တဲ့စိတ်မြင့်သေးရဲ့ရင်တွင်းပြည့်ရကလို့ဝေးရလုံနေပြီလုံနေပြီ လုံနေပြီ 快点啦！干嘛的呢？ဂီတရဲ့ဖန်တီးမှုတွေဗျ ဟုတ်တယ် နော်